အိမ်တစ်ပြောင်းလာပါဗျာအိမ်တစ်ကဒါဘော့စတွန်နားလေးမှာပေါ့ပစ္စည်းတွေထုတ်ပြီးတော့နယူးယောက်ကနေပြောင်းလာတာဗောနော်နယူးယောက်ကနေနယူးယောက်ကိုပြောင်းရွှေ့တော့မှလို့ပဲပစ္စည်းတွေအများကြီးပဲချက်ပါတွေနဲ့โอเคလောက်ရတာဖွင့်ရမှာနေလောက်တော့ application လေးနဲ့လောက်ရဆိုတော့လောက်ပွင့်သွားရင် โอเคဘယ်မှာလဲအခန်းအခန်းနံပါတ်အခန်းတွေ့ပြီအခန်းလော့ဖင်ထားပြီးသားလို့ပြောတယ်ဆိုတော့ဒီတိုင်းပဲလွှဲလို့ရတာမရဘူး application နဲ့ပဲလုပ်ရမှာနေပါရလားရပြီတင်ရပြီအခန်းတစ်ပါဒီနားမှာဟိုတစ်ခုနဲ့ပိတ်ထားလိုက်အခန်းတစ်ဒါပါခန်းလဲအော်ဒါဘာမဟုတ်ဘူးဟိုလေးပဲ breaker တွေနဲ့တစ်ခုခုထားဖို့နေပါဒါဟိုလေးတွေ kitchen ထည့်စရာလေးတွေဒီမှာမုံလေးတွေပတ်စံလေးတွေကြံခဲ့ရင်ကောင်းမှာဒါတော့ဝမ်းမာလဲအကုန်လုံးတော့တန့်နေရပဲဒါတော့မီးပိုဒါပါလေးလေဒါ laundry အဲ့လိုချင်တဲ့ laundry ပါပြီးသားဒီမှာနော် laundry မပါရင်ဈေးတစ်မျိုး laundry ပါရင်ဈေးတစ်မျိုးဆိုလေအခန်းငါးခါလေးရshort set okay အကျဉ်းကတိတ်တော့မကျဲဘူးနော်သိလားဟုတ်ဘူးလေဒီဟိုဟာလေးကိုအိတ်ခမ်းလေးကိုဒါပါလေဒါအိတ်ခမ်းထင်တယ်ဒါအိတ်ခမ်းကျဲတယ်ဒီမှာဒါအဝတ်စားလေးထည့်လို့ရကျဲတယ်မီးလေးတွေโอเคဒါပါကန်းလဲဒါဝတ်စားလေးထည့်တဲ့ခန်းလေးပဲဒါပါလဲဟီတာအဲကွန်အဲကွန်နဲ့ဟီတာနဲ့လောဆယ်ဟီတာတော့မလို့သေးပါဘူးဆောင်းရသည်ဒါကြီးချူခန်းအိမ်သာဒီမှာဘက်တက်လာပါမိုက်တယ်ဒီမှာလက်ကလေးဝယ်အောင်မလို့အိမ်သာလိုက်ကတော့နောက်မှပဲဝယ်မယ်လေမဟုတ်ဘူးလောဆယ်
ဆိုးမိုက်တယ်အမှန်လေးလည်းပါဒါအချိုခန်းအိတ်ခန်းပြီးတော့မိဘခန်းနဲ့အမိဘခန်းဝှလျှော်ဆက်အချောက်ခန်းဆက်ဒါအိတ်ခန်းမှာကြည်โอเคအိမ်ကလျှော်စေးရတယ်ဘလောက်တစ်လခွဲတောင်လျှော်စေးပေးရတယ်တစ်လခွဲစာလျှော်စေးပေးပါလေဘာလဲဆိုတော့ဒါမသိဘူးနော်ဒါ surprise ဒီရောက်မှပဲဒီရောက်လာမှပဲ check in ဝင်မှပဲဒါလျှော်စေးတစ်လခွဲရတယ်ဆိုတော့တန်တယ်ဘာလို့ဆိုအောင်2လလောက် free နေရအောင်ဒါပေမဲ့စာချုပ်ကတော့တစ်နှစ်နဲ့3လအထိ15လစာလောက်ရနော်15လစာစာချုပ်ပေါ့လာလေကြပါဦးတစ်ခေါက်အိမ်ပြောင်းရွှေ့ရတယ်မလဲပါဘူးနော်လက်ကေးတရားပါနေ့လေး6 9လုံးဒါတော့အပြင်ဘက်မိုက်တယ်ဒီကတာတကယ်ဆိုဘယ်လောက်2200နဲ့ဘယ်လောက်2245နော်တလောက်ဆိုနယူးယောက်မှာဆိုတော့ဒီထက်ကြည့်ရအောင်နော်2500လောက်ရှိရအောင်ဒါတော့ Boston ပဲဆိုတော့နည်းနည်း Boston ကဟိုဟာလည်းပဲကြည့်ရနော် Harvard တက္ကသိုလ်တို့ဘာတို့လေနော်ပြီးတော့ Boston College တို့ Boston University တို့တက္ကသိုလ်တွေ college တွေပေါ်တဲ့မြို့ပဲဆိုတော့အခန်းတစ်လောက်ဆိုကျယ်ရနော်ထဲနေပါပြီသူကတော့သူမတော့ထဲနေပါပြီအဲ့ဒါတွေပါခေါ်လို့တော့ရလာတဲကြပါအောင်ပေါ့ဘော့စတွန်ရအောင်ခန်းကနေထွက်လိုက်ရင်ခန်းရတော့အများကြီးပဲဒီဘက်ကထွက်ပေါက်တစ်ခုဒီဘက်ကဘာရှိမလဲဆိုတော့ဒီဘက်ကရုံးခန်းတွေရှိတဲ့ဘက်ဒီဘက်ကရေကူးကန်တွေရှိမယ်ဒါခဂျင်ခံဂျင်တို့ဘာလို့လာဆော့ပါလားရလားဒီဘက်ကရေကုတ်တယ်ဒါရေကုတ်ခံ
ဂျင်ခန်းကိုတစ်ချက်သွားကြည့်ပဲအဆော့နေပါနော်လူလေးနည်းနည်းပါပါတော့ရှိတယ်ဒီကြည့်ဒီပုံစံနဲ့တော့မဆော့ဘူးမိုက်တယ်တော်ပါလေနောက်မှလာဆော့ဒါ office ရှိတဲ့ဘက်လော့အမေအောင်နော်လော့အဲ့လိုလေးဖွင့်ရနော်ဟဲ့မပွင့်ဘူးတော့ရပွင့်သွားတေချာမပွင့်တာတယ်ဒါတွေကစာလိုက်တွေပါပစ္စည်းတို့ delivery တို့ဘာလို့လာဒီမှာလာထုတ်ရအောင်ဘာမှမရောက်တော့ကိုယ်နေရောက်ရဲ့နာမည်နောက်ဆုံးနဲ့ဟာနဲ့နောက်ဆုံးဟာလေးစားလေးကတ်ထားပေးဟိုတယ်နဲ့တူရယ်နော်ကဲကိုယ်အိမ်ပြန်ရောက်ပါပြီတကားလေးဖွင့်လိုက်ပါဦးဘော့စတွန်ဘက်ရောက်ရင်အလဲဝင်လာခဲ့ကြပါ